လူမျိုးတွေထင်မှားပေါ်ရကိစ္စတွေပြည့်နေနေတာတွေ့လို့ပါဒီတော့ကိစ္စတွေကကျွန်တော်တို့သိချရတဲ့တိုင်းသားညီကိုမောင်နှမတွေကိုစိတ်ကောင်းပေါ်ရဖြစ်စီတဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့ပြောကြတယ်အဲဒီပြက်လုံးလို့လည်းမဟုတ်ဘူးပေါ့လေကျွန်တော်တို့ကမှကိုစံပွင့်ကမောကျွန်တော်တကယ်ဆိုလဲအဲ့ဒီတလိုင်းဆိုတဲ့အနက်တိတွေကျွန်တော်တို့တဲတဲဝင်မသိခဲ့ဘူးပေါ့လေကျွန်တော်တို့အမှုပညာနဲ့ပတ်သက်ပြီးတော့သိခဲ့တာကတလိုင်းဆိုတာတလိုင်း12ရက်ရှိပါတယ်ဒီချက်ဒီမှာလဲတလိုင်းဒီချက်ဆိုပြီးတော့ရှိပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မော်ကြီးကမော်ကားဆိုပြီးတော့ဒီလိုမျိုးလေးပြောခဲ့တာဖြစ်ပါတယ်တကယ်မော်လူမျိုးကျွန်တော်တို့ချေရတဲ့မော်လူမျိုးစစ်စစ်တရားနားလည်ပါတယ်ကြားထဲမှာတိုင်းသားဒီကိုမော်နှမတွေကိုစီလုံးမှုတရားစီလို့တော့ရည်ရွယ်ချက်နဲ့ပြောဆိုနေတာလေးပြီးတော့ကျွန်တော်ကိုအကြောင်းမျိုးနဲ့ပျက်စီးစီလို့တော့ရည်ရွယ်ချက်နဲ့ပြောဆိုနေကြတယ်တွေ့ရအပေါ်မှာများစွာစိတ်မကောင်းဖြစ်ပါတယ်တကယ်တော့ခဏလေးပါတော့ကျေးဇူးများတင်ပါတယ်ခဏလေးပါတော့နားလည်ပါတယ်အထင်မြင်လွဲမှားဆိုလို့ပါတကယ်တော့လေဘာမှမဟုတ်တာတော့ကျွန်တော်မပြောချင်ပါဘူးကျွန်တော်လည်းမှားချင်လည်းမှားပါဘူးလीเนาะကျွန်တော်တို့တကယ်ကိုကိုပြမသိခဲ့တာတွေဖြစ်မှာပေါ့ကျွန်တော်စောစောပြောခဲ့သလိုကျွန်တော်တို့သိခဲ့တာကတော့တလိုင်း12ရက်ရှိတယ်တီးချက်တွေမှာစိုင်းတီးချက်တွေမှာတလိုင်း12ရက်ရှိတယ်ပြီးတော့ဒါနတ်ဒေဝပညာရှင်တွေဆိုလည်းသိပါတယ်နတ်တပင်တွေမှာကနေကြဒါမျိုးလေးတွေရှိပါတယ်အဲ့ပုံမှာအထင်မြင်လွဲမှားစရာတွေတစ်ဖက်နဲ့တစ်ဖက်အကျိုးမဖြစ်ထွန်းစီမဲ့အရာမျိုးတွေအကြောင်းမျိုးတွေနဲ့လိုက်ပြီးတော့ပြောနေတဲ့အပေါ်မှာမပြောကြဖို့အတွက်မေတ္တာရက်ခံပါတယ်အကယ်၍ကျွန်တော်တို့မှားနေတယ်ဆိုလဲကျွန်တော်ရှေ့မှာလည်းတော့ရှော့ပြောခဲ့တယ်လို့ပြောပြပါအဲ့ပုံမှာစင်ကျင်ပြီးတော့ကျွန်တော်တို့ဘက်ကမှားတယ်ဆိုလဲမှားတယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြီးတော့အမြဲတမ်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်နော်အခုကနည်းနည်းလေးဆိုရှယ်ပေါ်မှာပြန့်နှံ့လာတာလေးတွေ့တော့မလူလားအတဲ့ပြဿနာမျိုးတွေဖြစ်မှာဆိုလို့ပါဒီကြားတဲ့လူမျိုးရေးဝါဒဆိုပြီးတော့အဲ့ဒါမျိုးတွေနဲ့ပါပြောနေတာဆိုတော့မကောင်းဘူးလေနော်ကျွန်တော်တို့အားလုံးကတိုင်းသားညီကိုမောင်နှမတွေအားလုံးကခွဲခြားမှုမရှိဘဲနဲ့အားလုံးချစ်ခင်ပြီးကျွန်တော်တို့တတွေးတသားတွေရှိပါတယ်ဒါကြောင့်မို့လဲကျွန်တော်ဇက်ကုံမှာဆိုလဲအမြဲတမ်းကရင်ယူရအကာလေးတွေချင်းယူရအကာလေးတွေနောက်ပိုင်းတိုင်းသားလူမျိုးအားလုံးရဲ့ယူရအကာလေးတွေပါမိသားစုများမြင်တွေ့နိုင်အောင်လို့ကြည့်ရှုနိုင်အောင်လို့ကျွန်တော်တို့စူးစမ်းသွားမှာဖြစ်ပါတယ်အခုကဖြစ်နေတာကကြားတွေကနေအပျက်စီးစီလို့တော့ရည်ရွယ်ချက်နဲ့လုပ်နေကြတဲ့သူတွေအပေါ်မှာမေတ္တာရက်ခံချင်တာပါအားလုံးလေးစိတ်နှောက်ယှက်ဖြစ်ရလို့ပါကျွန်တော်တို့ကိုယ်တိုင်လည်းဒီပေါ်မှာစိတ်မကောင်းဖွယ်ရာဖြစ်ရတယ်လို့တကယ်သိချစ်စရာကောင်းတဲ့ကျွန်တော်တို့ရဲ့ခန္ဓာထေဝါစွာသမိုင်းကြောင်းစင်လာကြီးမားစွာနေထိုင်လာခဲ့ကြတဲ့မော်လူမျိုးများရဲ့စိတ်ဘဝမှာလည်းစိတ်နှောက်ယှက်ဖြစ်စရာဖြစ်စီပါတယ်အဲ့တော့ကျွန်တော်ဒီနေရာကနေပဲမေတ္တာရက်ခံပါတယ်မှားတယ်ဆိုလဲအားလုံးရဲ့ကိုယ်စားကျွန်တော်ကပဲတောင်းပန်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်เนาะဒါလေးကိုကျွန်တော်မိသားစုများရှိမှဒါကျွန်တော်နည်းနည်းပြန့်နှံ့လာလေးတွေ့လို့တရားဝင်ကျွန်တော်ထုတ်ပြောတာပါကျေးဇူးများကြီးတင်ပါတယ်